အားလုံးပဲမင်္ဂလာပါဒီနေ့ရဲ့ HR knowledge အနေနဲ့ right person right job ဆိုတဲ့ concept ကိုရွေးချယ်ထားတယ်ပေါ့နော်ဒါက HR တွေအများဆုံးသိတဲ့စကားလုံးလေးပါပေါ့နော် HR တိုင်းသိကြပါတယ် right person right job ဆိုတာကဘာလေးလဲဆိုတော့အဓိပ္ပာယ်လေးက candidate ကောင်းနေဆိုတာက job position တိုင်းအတွက် fit မဖြစ်နိုင်ဘူးလို့ဆိုတာဖြစ်ပါတယ်HR တွေအများကြီးလုပ်တတ်တဲ့ mistake တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒီလူကတော်ပါတယ် hire လုပ်လိုက်ကြရအောင်လို့ပြောတာဖြစ်ပါတယ်ပေါ့နော်ဆိုကြပါစို့လူတစ်ယောက်က company A မှာ top performer ဖြစ်နိုင်တယ်ဒါပေမဲ့ company B ကိုရောက်သွားတဲ့အခါမှာသူ့အတွက်က struggle ဖြစ်နိုင်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကာချာတွေလည်းမတူကြဘူးနောက်ပြီးတော့ဘယ်လိုပြောမလဲ job role ရဲ့ expectation တွေလည်းမတူကြဘူးအဲ့လိုမျိုးမတူတယ်လို့နောက်ဘာမတူသေးဘူးလဲဆိုတော့ management style ဆိုတာကလည်းမတူပြန်ဘူးမတူဘူးဆို right person ဆိုတာက right job မဖြစ်နိုင်ဘူးပေါ့နော်ဥပမာအနေနဲ့ဆိုကြပါ say top performer တယောက်ကို admin role တွေကိုထည့်လိုက်တယ်ဆိုလို့ရှိရင်သူ့ရဲ့ performance ကအလိုလိုနေနဲ့ကျသွားတယ်ဒီနေရာမှာမဟုတ်တာကဘာလဲဆိုတော့ तू မတော်လို့မဟုတ်ဘူး तू ဒီ wrong position တွေကိုရောက်သွားတဲ့အတွက်ကြောင့်မို့လို့ तू ဒီလိုမျိုးဖြစ်သွားတာဆိုတော့ HR ရဲ့အရေးကြီးဆုံးတာဝန်ကဘာလဲဆိုလို့ရှိရင် right person ကိုရှာတာလည်းမဟုတ်တယ်လို့မျိုး right job ကိုရှာတာလည်းမဟုတ်ဘူးတကယ်တမ်းကျတော့ right person for the right job ကိုရှာတာဖြစ်ပါတယ် follow လုပ်ထားပါ HR knowledge tips တွေကိုနေ့တိုင်းသင်သွားပေးဖို့ရှိပါတယ်I hope you will enjoy this video. Thank you so much. See you in the next video.